ဒီ1 မိနစ်ဗီဒီယိုလေးဖြင့်တင့်ကျန်းမာရေးကိုမြင့်တင်ပါတင်နေ့တိုင်းရဲတောက်နေတာဟာတင့်အသေးအတွက်အရန်ကိုအန္တရာယ်များတယ်ဆိုတာတင်သိပါသလားတကယ်တော့အရက်ကိုခန္ဓာကိုယ်ထဲကစင်ကြယ်အောင်စစ်ထုတ်ပေးနိုင်တဲ့အင်္ဂါဟာအသေးတစ်ခုပဲရှိပါတယ်တင်တို့အလုံးနားရတယ်လို့ပဲအဲ့ဒီအသေးမှလည်းအနားယူဖို့အချိန်လိုပါတယ်အရက်တောက်ပြီးတဲ့နောက်တင်အသေးပြန်လာလန်ထူဖို့အချိန်48နာရီကနေ82နာရီထိလိုပါတယ်ဒီနားယူချိန်မတိုင်ခင်တင်နောက်တစ်ခါထပ်တောက်မိရင်အသေးပျက်စီးမှုတွေဟာတိတ်တဆိတ်စုပြုံလာပါလိမ့်မယ်ဒါတွေအတွက်အယိုးရှင်းဆုံးအသေးကာကွယ်ရေးနည်းလမ်းကတော့အရက်မတောက်တဲ့နေ့များသတ်မှတ်ခြင်းပါအနည်းဆုံးတစ်ပတ်ကို2ရက်ကနေ3ရက်အထိအရက်ရှောင်ပေးပါဘယ်ဖြည့်စွက်အာဟာရကမှအသေးနာယူမှုကိုအစားထိုးမပေးနိုင်ဘူးဆိုတာသိစေချင်ပါတယ်တင့်အသေးကတင့်ကိုခွင့်လွှတ်ပေးပြီးသားပါတင်ကအချိန်ပေးမယ်ဆိုရင်ပေါ့